ပညာဆိုတာဘာလဲဒါပြောသားရင်းနေလာပြီနော်မိကုန်းကလည်းနဲ့လာပြီနော်ခေါင်းကပြောမမေးရင်သိတယ်မေးရင်မသိတော့ပညာဆိုတာဘာလဲပညာဆိုတာလူနေလေလို့မဖြီးနဲ့ဒါဖြင့်အောင်သိန်းကဘယ်လောက်သိလဲလို့မေးစရာရှိတယ်အောင်သိန်းလည်းမသိပါဘူးအောင်သိန်းဘယ်တော့မှသိလဲဩစရာကောင်းတာပြောကြွားတယ်မထင်ပါနဲ့နော်မဟာဝိဇ္ဇာမှာနော်ဂုံတူးနဲ့အောင်တာနော်အဆင့်1နော်အောင်သိန်းချက်ကမြင်းချောင်းတော့မရှိဘူးအဲ့လိုအောင်လာအဲ့ဒီမှာသင်လာခဲ့တဲ့ဥစ္စာထဲမှာကျောင်းသားဘွားနဲ့လေကျောင်းဆရာနဲ့ဘွားနဲ့သင်ခဲ့တယ်ပြန်ပြီးသင်ခဲ့တဲ့ဥစ္စာမှာဘယ်ကြမှာပြန်သတိထားပြီးတော့ကျောင်းဆရာဘွားနဲ့4-5-6နှစ်ရှိတော့မှသတိထားမိတာတခုပါတယ်ဘယ်သူလဲဆိုတော့ကောင်းလေးတွေမင်းတို့မှတ်မိလိမ့်မယ်ပကံခေကျောက်စာထဲမှာသင်္ကသုသမီးကျောက်စာအဲ့ဒါငါ့ကိုပေးလိုက်တယ်အဲ့ချိန်မှာဘာပါလဲဆိုတော့သင်္ကသုသမီးကကောင်းမှုတွေပြုတယ်အဲ့ကောင်းမှုတွေပြုပြီးတော့ဆုတောင်းတဲ့အချိန်မှာဘာပါလာလဲဆိုတော့ OBJ ကငါတကယ်ပြောတာငါဝင်းခံတာပါပဲဘယ်ဆုတောင်းပါလာလဲဤကောင်းမှုကိုပြုရသောအကျိုးကြောင့်တဲ့ငါလဲတဲ့ပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာရှိသောအကြောင်းကိုသိသောဖြစ်လာလို့ဟာအဲ့ဒီမှာဒီကျောင်းစာကြီးငါကျောင်းသားဘွားလည်းသင်ခဲ့မှုတယ်ကျောင်းဆရာဘွားနဲ့လည်းပဲအာထွက်အောင်သင်ခဲ့မှုတယ်ခုမှရတာရှိပါလားဆိုတော့ကြည်စမ်းပညာမရှိသောမိုက်သောမဖြစ်မှု၍ပညာမရှိရင်မိုက်တယ်ပညာရှိသောအကြောင်းကိုသိသောဆိုတော့ဒါဖြင့်ပညာရှိတယ်ဆိုတာဘာလို့အကြောင်းကိုသိတာပါလား